Isini damai date, Yosef damai date, Shirabu Bhagava damai date, Dinama Shija damai date, Gomina Kubang, Isini damai, Mini Nyamu, Time then Sui, Yoga, Dine, Omnigera, Dinega, Shinishi. Mana yang bangga bangga. Ayo kamu karena beliau dari kerajaan ibu mama dari, lalu sendiri malu kamu ni tu cincin duri, nama sekali ni jobe, ada dia kamu sendiri beda duri siapa, ada duri malu apa, cia. Ayo, saya ni dia jawab, siapa ni dia, jawab dia mesti dia. Lori ini siapa? Tu dia wajib dengan kata dia, wajib dengan bukan dia itu. Ayo, wajib dengan bukan dia kukuhan, apa cek, kau dah kukuhan dia. Apa yang lalu dia bawa dengan apa yang lalu. Nalaga wadu dengan budaya kubuha, nyurana manusia. Ini beku kolai. Aku lo sima. Luar negara ni, nyata dia orang ini beku jangan ada kolai. Ini luar jauh tinggi. Sekarang jangan mana, tapi dengan bapa jadi dan macam tu. Ayo tu kan dah berjalan. Now, Jolini Yan Java, Malaga Zalo Kone, Ludan or Wasin, what is that? Wasian. Now, Yoyi Jomo Lamare, Moane, Moana, Wobesuri, Womani, Julia. I don't know about Solomina May, Julia, the young of Dana, so that. Kamu kudu itu orang macam macam. Bila saya kamu kudu yang macam luar kan ayah lah, luar ni ayah lah, hoya lah. Mereka kudu yang mana ni luar di kan ayah ni mana, luar kan ayah ni mana. Ayah kudu, mereka leh, kaum leh kudu yang di bawah mah, di bawah bukan dia ada. Jadi, kami ada lujian lalu tak jauh apa mula dua tahunnya. Jadi canda saya mahu kalau saya kata tukar dia sesuatu, hari ni sesuatu. Dua bukan jalan. Jalan ada kucing macam lalu jauh. Ada kali dana kamu tiup tiga kali saudi. Tiga sudah dua kucing dana dua macam ya baru tiga kamu dah. Kamu ada yang biar ya. Jangan ayo dua bukan ya lagi, dua macam ya bagi kalau mana dia tu, khanda dia ada, mana dia ada, khanda dia ada kalau khanda ya dua kali khanda lah, kui ni yang malu, ini ni kui yang malu, lalu dia dua kali, khanda dia dua kali. Dua dina dua bayar. Kalau kita ini kalau kita ni yang lebih dua kali biar udah ya. Sesuatu yang boleh menjual dia. Jadi, ayo, kamu doa logi cima ya. Logi mana lama? Cima yang ayo, jadi walau dengan ganja itu punya ada. Di bawah di ganja Karena saya dia dengan udara baru ini sudah mengilusi waktu dengan budaya. Tolak.
ဒီဘဝဒီကံတာဇတ်သိအောင်လုပ်ရမှာဟုတ်လားမလုပ်ရမှာလို့ဇတ်သိအောင်လုပ်ရမှာဒုက္ခတွေထက်ကထက်ကတွေ့ချင်ခန္ဓာဇတ်သိအောင်လုပ်ရမှာနိဗ္ဗာန်ကြောင့်လုပ်ရမှာပါဠိအောင်လုပ်ရမှာနိဗ္ဗာန်ကြောင့်လုပ်ရမှာအဲ့တော့လောကမှာလူကြီးတရားတွေရှိရှင်းမှာပဲဟုတ်တယ်မလားနိဗ္ဗာန်လူကြီးလည်းဘာလို့ပါမှာရှင်းမှာပဲကြာအဲ့တော့သစ္စာတရားရှိတဲ့တုန်းကဒီလိုပဲလူကြီးတို့ကြည်ရင်းနဲ့နိဗ္ဗာန်ရောက်တော့ဘုရားရှိတယ်အဲ့ဒါဘယ်လိုလဲလို့သစ္စာတရားဒီတော်နန္ဒမိန်ပါပဲဘယ်လိုလဲတော့နန္ဒမိန်ပါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအဲ့တော့နေတာရှိနေတဲ့ဒီမှာဒီလိုနန္ဒမိန်ပါကလည်းအဲ့မှာမင်္ဂလာဆောင်တဲ့ချိန်မင်္ဂလာဆောင်တဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပြေးပြီးဆုံးသက်တတ်ကြဆုံးသက်ကြတဲ့အခါကျတော့ဆုံးကပ်ပြီးတဲ့အချိန်မှာမင်္ဂလာဥဆုံးကပ်တဲ့အချိန်ဆုံးကပ်ပြီးရတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကနန္ဒမိန်တော်ပေါ်လာနန္ဒမိန်တော်ပြိဋ္ဌာန်ပြီးလိုက်တယ်အဲ့နဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့နောက်ကနေပြိဋ္ဌာန်ပြီးတော့လိုက်ရတယ်ပြန်လည်းမပြောရဘူးဘုရားကလည်းဖြစ်ကိုယ်တည်းကြီးတဲ့နောင်တော်လည်းဖြစ်ပြန်မပြောရဘူးပြန်မပြောရတော့ဘုရားပြောတဲ့အခါသွားလိုက်ရတယ်ကျောင်းရောက်တဲ့အခါကျတော့နန္ဒမိရဟန်းဘုရားဘုရားမဟုတ်ဘူးလေခုမှမင်္ဂလာဘုရားရှိတယ်မင်္ဂလာဆောင်တာမင်္ဂလာမဆောင်ရသေးဘူးမင်္ဂလာဆုံးကတ်တာပဲရှိတယ်ပြီးတော့လာတဲ့အချိန်မှာလည်းပဲသနဗဒပရိယာနေရာကိုမှားလိုက်တာအောင်လို့ပြင်းပြန်ပြန်ခဲ့ပါအဲ့တော့ဒါလည်းနားရမှာပေါ့ပြန်လည်းမပြောရဘူးအဲ့တော့စိတ်စိတ်ကြီးချင်းအောင်ဝန်ခံတာပဲဆိုပြီးရဟန်းပေးဖို့လိုက်ရဟန်းပေးဖို့လိုက်တော့ရဟန်းပေါ်ပြီးတော့တရားလေးခြေကိုင်းတယ်ခြေလို့ပြီးတော့နားထဲမှာဘာပဲကြားလဲဆိုလို့ရှိရင်မောင်းတော့မြန်မြန်ပြန်ခဲ့ပါမယ်နားထဲဘာပဲကြားတရားကြည့်လို့ရပြီမရဘူးတရားကြည့်လို့မရတော့မရတဲ့အခါကျတော့တရားကလည်းပဲပြီးတယ်သူတရားကြည့်လို့မရဘူးအဲ့ဒါနဲ့လည်းကြားလာတဲ့အခါကျတော့ဒီတိုင်းတော့မဖြစ်ဘူးတရားကိုမလျှောက်ရတဲ့အခါကျတော့ယဟန်တော်တွေကိုလိုက်ပြောသူနဲ့မိသားတဲ့အသေးလေးဆရာတော်လေးကိုလိုက်ပြီးတော့မပြောဘူးတွဲကြည့်ပြီးဇနဗရကရဏီရလည်းပြန်ခဲ့လို့နားလိုက်တာငါတရားကြည့်နိုင်တဲ့ဒါပဲကြားနေတာဒါကြောင့်ငါတရားကြည့်တယ်မရဘူးအဲ့ဒါနဲ့မြတ်စွာဘုရားရှင်ဒီစကားရောက်တော့ရောက်တဲ့အခါကျမြတ်စွာဘုရားရှင်ကိုလည်းကြည့်အနန္ဒာနဲ့ဒီတရားကြည့်လို့မရဘူးဟုတ်လားဟုတ်ပါတယ်ဘုရားဘာလို့တော့ဆိုဒီလိုပါပဲဘုရားလို့ရှောက်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကအဲ့ဒါလို့ရှိရင်ငါနောက်လိုက်ခဲ့အောင်ဆိုပြီးတော့နတ်ပြည်ကိုပေါ်လာနတ်ပြည်ရောက်တဲ့အခါကျတော့နာဂနာမီးကအကျော်လာလေးကြီးတွေ့ရတဲ့အခါကျတော့ဇနဗရဂရိယလေးကပြေးတော့အဲ့နဲ့မြတ်စွာဘုရားရှင်ကလည်းဒီကနန္ဒရဲ့စိတ်ကိုသိရတဲ့အခါကျတော့နန္ဒနဲ့နန္ဒနဲ့နာသမီးလူချင်းလာဒီနာသမီးလေးလူချင်းလာလူချင်းလာပေါ့ဗျာအဲ့ဒါနဲ့လူချင်းရင်တော့မြင်ဒီတိုင်းမရဘူးငါပြောတဲ့အတိုင်းလုပ်အောင်ပဲငါတမန်လုပ်ပါမယ်ဗျာဆိုတော့မြတ်စွာဘုရားတရားကျင့်ခိုင်းဘာလို့ကျင့်လို့တရားကျင့်နာသမီးလူချင်းလို့ကျင့်တာအဲ့ဒါနဲ့တရားကျင့်ဆိုတဲ့အခါကျတော့ချစ်တယ်ဒီကဝိသတိယနဲ့အနာတယနာသမီးတို့ရှိလို့တရားကျင့်နေတာပါကွာဘုရားပြောဒီလိုပြောဆိုကြာတော့ရှက်လာတဲ့အခါကျလက်ကျင့်ဘူးမှာတရားကမှရအောင်လုပ်မှရမယ်ဆိုပြီးတော့ကျင့်လိုက်ရတယ်ဒီလိုတော့နန္ဒမင်းသားလေးရဲ့ရဟန္တာမရှိဘူးလားဖြစ်တာမိကမရဘူးလားရပါလားအသက်ခွဲတာလည်းမပြောင်းဘူးလားပြောင်းသလားဒီထဲမှာရှိလား
ရှိတာပွဲနေတာလည်းရှိကြလားနာနာမင်္ဂလာကြည့်ပြီးကုမမင်္ဂလာဆောင်းကျွေးပဲရှိတယ်ပေါ်လာတာသူ့လောက်ပွဲတယ်မရှိပါဘူးလားနော်အဲ့တော့ခုနန္ဒနာသမီးလေးတွေ့ပြီးတော့အင်တန်ချောမောလာပါတဲ့နန္ဒသမီးလေးတွေ့ပြီးတော့နန္ဒလေးတရားဖြစ်တာအခုတရားမရဘူးလားရရလားသူတော်တို့လည်းလို့ရှိရင်ဘာလို့ပါမျိုးသားလို့ရှိရင်လည်းတရားချင်းမျိုးသားတွေအမျိုးသမီးလို့ရှိရင်လည်းတရားချင်းလို့ရှိရင်ဘာလို့ပါကြည့်ရင်တော့ဘာလဲမှာတော့ရမှာတခုခုကတော့ရမှာပြီဟုတ်လားလူချင်းဘာလို့ပါကြည့်ရတယ်အဲ့တော့ဘုရားတို့ဘုရားကောင်းတို့ပြေးကြည့်တာကသူတော်ကောင်းတို့ဘုရားတို့ရထားတဲ့ခန္ဓာဒီမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာလားမမြဲဘူးတော့နေစဉ်နဲ့အမြဖြစ်ပြီးတော့ပြည့်နေတာဖြစ်ပြီးပြည့်နေတဲ့အတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပါသစ္စာလို့ပြောဒုက္ခသစ္စာဘာသစ္စာပါလဲဒုက္ခသစ္စာကြီးတဲ့ဒီခန္ဓာ၅ပါးယုံနာတရားတွေဒီခန္ဓာ၅ပါးယုံနာတရားတွေကိုဘယ်လောက်ပဲပြုပြင်သူတော်ကောင်းတို့ဘာကိုကြည့်လို့မရဘူးမနာကြည့်လို့မသိကြည့်လို့မရဘူးဘာလို့မို့ဘာသစ္စာဒုက္ခသစ္စာဘာသစ္စာပါလဲဒုက္ခသစ္စာကြီးရပါလားဒါကြောင့်မို့ဘုန်းတော်စုတောင်းယုံနဲ့ပြီးပါမလားဝါသတိကလူတန်းတဲ့လူတန်းဒီကရှင်ဘုရားတတိတော်တို့ပြီးလူချမ်းသာနာကျမ်းသာရရပါလို့ဤဗျာစုတောင်းတယ်တောင်းတဲ့အခါကျတော့လူချမ်းသာနာကျမ်းသာဆိုပြီးတော့လူကဏ္ဍနဲ့ခန္ဓာတွေမရဘူးလားရလားတကယ်ရောချမ်းသာရလားဆိုတော့မချမ်းသာဘူးတဲ့အဲ့တော့ဒီဘဝဒီကံရလာတဲ့အခါကျတော့ခန္ဓာရဲ့ဒုက္ခတွေမသိရင်မာနဲ့ပြောသမီးနဲ့ပြောဇနီးနဲ့ပြောခင်မောနဲ့ပြောရင်းတဲ့အချိန်လေးကုန်သွားရင်ပြောစရာကောင်းတာပေါ့လားဘုံဘုံတို့သူတော်ကောင်းတို့ကိုဘုံဘုံကသစ္စာတရားနဲ့ကျေးဇူးစတဲ့ဓာတိဘုံဘုံပေါ်မှာသူတော်ကောင်းတို့ကကျေးဇူးများဟုတ်ရလားကျေးဇူးမများဘူးလားများလားဘုံကျောင်းတဲ့ကြတဲ့အနေနဲ့တော့ဒီနေ့ချိန်ချင်းကြီးဘုံဘုံကတန်းနိုင်တဲ့ဘက်ကနေပြီးတော့တသန်းသမျှထောက်ထားခဲ့ကြတယ်။ဒါကြောင့်ဘုံဘုံတို့ကပြန်လည်ပြီးတော့သစ္စာတရားနဲ့ကျေးဇူးစတာ။ဒါနဲ့ကျေးဇူးစတာဒါကြောင့်ဘာပြောသမီးပြောသမီးပြောဒီမောင်ပြောတယ်ပြောပြီးတော့မတည်နဲ့ခန္ဓာကိုယ်ကြီးပြပြီးတော့ပြန်နေတဲ့အတွက်ကြောင့်ဒုက္ခသစ္စာကြီးပဲလို့ဝိဒကနာဉာဏ်လေးနဲ့နေစဉ်ရှိမှပါဟုတ်ပြီလားအဲ့တော့ဘာလို့သမီးပြောနေတယ်ဆိုရင်သမှုတရားသစ္စာဘာပြောသမီးပြောသတိပြောကိမောပြောနဲ့ပြောနေရင်ဘာသစ္စာသမှုတရားသစ္စာသမှုတရားသစ္စာဆိုတာအကြောင်းတရားဘာဖြစ်စေတဲ့ဘာဖြစ်စေတဲ့အကြောင်းတရားလဲဆိုရင်ဒုက္ခဖြစ်စေတဲ့အကြောင်းတရားအဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုဉာဏ်လေးနဲ့အခုဘုံပြောနေတဲ့အခိုက်အတန့်လေးမှာဉာဏ်လေးတင်းပြီးတော့ကြည့်လိုက်ခန္ဓာကိုယ်ကိုဉာဏ်လေးနဲ့ကြည့်လိုက်ခန္ဓာကိုယ်ကြီးကတိုင်းနေရင်ညောင်းတယ်ကြားတယ်ကြိုက်တယ်ခဲတယ်ဆိုတာမရှိဘူးလားရှိတယ်အဲ့လိုညောင်းတယ်ကြားတယ်ကြိုက်တယ်ခဲတယ်ဆိုတာကိုယ်သဘောတိုင်းဖြစ်နေတာကသူ့သဘောတိုင်းကဆောင်နေတာပါသူ့သဘောကိုဆောင်နေတဲ့အတွက်ကြောင့်ဒုက္ခသစ္စာကြီးပဲအမြဲတမ်းဖောက်ပြန်နေတဲ့ခန္ဓာကြီးပဲဉာဏ်လေးနဲ့သိလို့မရဘူးလားရတယ်လားအဲဉာဏ်လေးနဲ့သိလိုက်တော့အဲ့ဒီဉာဏ်လေးကမေဃပစ္စာဘာလဲပါလဲမေဃပစ္စာမေဃပစ္စာဆိုတာမေဃရှိပါအကျင့်ဉာဏ်တရားတွေကိုသူတော်ကောင်းတို့ကျင့်နေရင်သူတော်ကောင်းတို့လိုချင်ရင်ဘာလို့ဟာကြည်ရမှာအဲ့တော့လိုချင်လို့သူ့လိုခန္ဓာကိုယ်ဉာဏ်လေးတည်ပြီးတော့ဖြစ်နေတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုရမှာရနိုင်မလားရနိုင်တယ်နော်ဒါကြောင့်မို့သူတော်ကောင်းတို့သူတန်းတဲ့အခါကျဣဒံမေပုံညာအာသဝတ္တယံဝဟံဟောတုနိဗ္ဗာန်ရောက်ပြီဆိုကာမသဝဘဝသဝ
ဒါကြောင့်ဘုရားတို့သူတော်ကောင်းများနိဗ္ဗာန်လိုချင်ရင်လည်းဘာလို့ပါဘာလို့ပါမှာကြည်ရမှာတရားပါကြည်ဟုတ်ပြီလားအမျိုးသားကိုလိုချင်တယ်အမျိုးသားရချင်တယ်ဆိုရင်လည်းဘာလို့ပါမှာတရားကြည်အမျိုးသမီးရချင်တယ်တရားကြည်တရားကြည်နေလို့ရှိရင်စိတ်ကြည်စရာမရှိတော့ဘူးအတ္တိယမရခြင်းပဲဟုတ်လားသိကြတာတော့တရားတော့မရဘူးလားရပါလားညမှာကြည့်နေတဲ့သူတော်ညမှာအဲ့တော့ဘုရားတို့ဒီဝါဆိုရင်စက်ကလူတိုင်းကြတဲ့တရားဓမ္မအောင်ပြောပေါင်းလို့ဘုရားတို့ဗာမိတ်စိတ်ပြေးကြတာလေလို့ပြောလို့ရှိရင်ဒီကံလူတိုင်းတဲ့အခါမှာစုတောင်းရင်တပည့်တော်တို့ဒီအိတ်ကံကိုရရပါလို့ဤတရားဒီလိုစုတောင်းတယ်နော်လူချမ်းသာများတဲ့မှာစုတောင်းလို့ရပါမလားမရဘူးအဲ့တော့နိဗ္ဗာန်ရရပါလို့ဤတရားဆိုတော့နိဗ္ဗာန်ရအောင်ကမချစ်ပဲနဲ့ရပါမလားအဲကြောင့်မို့လူကြီးရင်ဘာလို့ရမှာကြည့်ရမှာလူကြီးရင်ဘာလို့ရမှာဘာပဲလူချင်းတရားအားထုတ်ပါလူကြီးဘာပဲလူချင်းဘာလို့ရလဲဒီတော့အားထုတ်မှာဟုတ်ရဲ့နိုင်တော့လေလို့မရဘူးလားရမလားကျိုးစားလို့မရဘူးလားရမလားဘုရားကျေးဇူးစတရားလေးဘုရားပေါ်မှာကျေးဇူးများလို့ဘုရားတို့တော်ကောင်းတို့ဘုရားဒီသစ္စာတရားနဲ့ဉာဏ်ကျေးဇူးစတာ။နာမည်ရတဲ့ကလောစီခြင်းလို့ဟုတ်ပြီလား။အဲ့တော့ဝိလေတွေ့လေရှိမှတ်နေတယ်ဒီလောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်လာပါဦးမလား။မတည်ဘူးလားတဲ့ကလား။ခန္ဓာပေါ်ဗာလေးထိထားရမှာဉာဏ်လေးထိထားရမှာအလုံးတော်ပဲအဲ့တော့ဘုရားပြောကြည့်တာအသေးကွဲနေရင်လည်းတရားကြည့်ပါလိုချင်တရားရှိရင်လည်းတရားကြည့်ပါအလုံးတော်ပါဘူးလားအဲ့တော့ဘုရားဒီရဲ့ကျေးဇူးစတာကလိုချင်ရင်ကြည့်ပါအလုံးနားလည်းပေါ့အဲ့တော့ဒီနေ့ဝါလူတွေကစက်ကပြနေကြတဲ့ကာရမပေါင်းလို့ပေါင်းလို့ဒီနေ့လူတိုင်းရတဲ့ဒါနမိကဘာနာမကုသိုလ်စုစုတို့ကြောင့်တတိယတို့ဒီနိဗ္ဗာန်ကိုမြတ်မောင်ပြရာဘာဘောဤရဲ့လို့ပေါင်းစုကတောင်းစုကန္တနာပြုလိုက်ကြပေါ်ရသည်